ဒီမျိုးသမီးကကားတစ်စီးကိုချစ်ကြိုက်မိသွားရုံတင်မကပဲကားနဲ့ကလေးပါယာသွားခဲ့တယ်ဆိုတာကိုခင်ဗျားတို့လုံးဝထင်မှတ်ထားမိမှာမဟုတ်ပါဘူးဒါကလူမျိုးကွဲချင်းချစ်ကြိုက်တာထက်ကိုပိုပြီးတော့လွန်ခဲ့တဲ့ဖြစ်ရဆန်တစ်ခုပါမျိုးစိတ်တူချင်းတော့မဟုတ်တဲ့မဖြစ်နိုင်စရာကိစ္စကြီးတစ်ခုဖြစ်ပါတယ်သူမနာမည်ကတော့အာဟွာလို့ခေါ်ပါတယ်ငယ်စဉ်ကလေးကဖခင်မြတ်တာငတ်မွတ်ခဲ့သူပါဖခင်ဖြစ်သူရဲ့အာယုံဆိုင်မှုကိုရချင်တဲ့အတွက်ဖခင်ကားမောင်းနေတော့တမင်တကာပြဿနာရှာခဲ့ရကနေကားအက်ဆီဒန့်ဖြစ်ခဲ့ပါတယ်ဒီလိုလုပ်လိုက်လို့ဖခင်ရဲ့အာယုံဆိုင်မှုကိုရခဲ့ပေမဲ့လေကားမောင်းမှုကြီးတစ်ခုဖြစ်သွားခဲ့ရတယ်ခေါင်းထိခိုက်တန်းရပြင်းထန်တာကြောင့်တက်လုံးအာဟွာရဲ့ခေါင်းထဲမှာတိုက်တေနီယမ်တက်တူပြားတစ်ခုထည့်လိုက်ရပါတယ်အဲ့ဒီတက်တူပြားကပဲသူမရဲ့စိတ်နေစိတ်ထားကိုပြောင်းလဲသွားစေခဲ့တာပါအာဟွာဟာကားတွေကိုလူတွေတဲ့ပိုစိတ်ဝင်စားလာပြီးကြီးလာတဲ့အခါမှာနာမည်ကြီးကားမိုဒယ်တစ်ယောက်ဖြစ်လာပါတယ်တာမန်ကားမိုဒယ်ရဲ့အကတွေနဲ့မတူဘဲအာဟွာကားပေါ်မှာကခုန်တဲ့အခါကားနဲ့လူတထားတဲ့ချနေတယ်လို့ခံစားရစီပြီးသူမရဲ့ချစ်တုံပုံစံလိုမျိုးဖြစ်နေလာကြောင်းပရိသတ်တွေအများကြီးရရှိခဲ့ပါတယ်ဒီနေ့အလုပ်ဆင်းပြီးအိမ်ပြန်ရောက်တဲ့အခါအမျိုးသားပရိသတ်တယောက်နောက်ရံခံလိုက်တာခင်နေရပါတယ်အဲ့ဒီလူကအာဟွာကားဆန်တို့ကိုလုံနေတော့ကားတဲ့အထိအတင်းဝင်လာပြီးနှောက်ရှက်ပါတော့တယ်အာဟွာကအဲ့ဒီလူကိုအော်တိုဂရပ်ထိုးပေးပြီးတဲ့အထိအဲ့ဒီလူကမကျင်းနဲ့ပဲအတင်းအဓမ္မကျူးစားလာတဲ့အခါမှာတော့အာဟွာကမကြောက်တဲ့အပြင်ဟန်ဆောင်လိုက်လို့လုပ်ပြီးအခွင့်ရေးရတာနဲ့အဲ့ဒီလူကိုစန်ထိုးနဲ့ထိုးတက်ပြီးနက်ပြီးပို့ပေးလိုက်ပါတော့တယ်အိမ်ပြန်ရောက်လို့ရေခဲထဲမှာကိုလက်တန်ချင်းဖို့လုပ်နေတော့အိမ်ပြင်ဘက်ကအတန်းကြားလို့ကိုလုံးတီးနဲ့ထွက်ကြည့်လိုက်တော့သူမရဲ့ကားကသူမကိုတောင်းဆိုနေတာတွေ့လိုက်ရပါတယ်အဲ့ဒီနောက်မှာတော့အာဟွာဟာကားနဲ့အတူတူစမ်းချင်စွာပဲဆက်ဆံမှုပြုလိုက်ပါတယ်ကားကလည်းပျော်လောလို့ကခုန်နေတယ်လို့ပါပဲနောက်တနေ့မနေ့မှာတော့အာဟွာဟာဘိုက်အောင်လာပြီးအောက်ပိုင်းကနေဆက်စီကြိုးစည်းကြတာပါလေဒါဟာစိတ်ထင်လို့ဖြစ်တာမဟုတ်ပဲတကယ်ကိုကိုဝင်ရသွားတာပါဖခင်ဖီတူကတော့ထုံးစံတိုင်းအေးဆက်ဆက်ပါပဲအာဟွာလာတော့ငယ်စဉ်ကလေးကဒီလိုဘဝမျိုးမှာနေသားကြနေပါပြီ TV သတင်းမှာတော့မင်းညာကလူတက်မှုအကြောင်းပါလာပြီးရဲတွေကတရခန့်ကိုအစွမ်းကုန်လိုက်ရှာနေကြပါတယ်သမင်းစားနေတော့အာဟွာကဘိုက်အောင်နေလို့ပြောတော့အမေခစ်သူကဆရာဝန်ထက်တဲ့ဖခင်ကိုစစ်ဆေးပြီးပြောပါတယ်ဖခင်ကတော့စိတ်မရှိသလိုပုံစံနဲ့တမီးအရင်မဟုတ်ကလို့ဆက်ဆံပြီးဘိုက်ကိုလှမ်းနေရုံလောက်ပဲလှုပ်ပေးလိုက်ပါတယ်အဲ့ဒါနဲ့အာဟွာကလှုပ်ဖို့ကောင်းဖန်ရှောင်ချင်းစီတွားပြီးကဲဖို့လုပ်ပါတယ်ဒါပေမဲ့ကဲလို့ကောင်းနေတော့မှပဲပြုတ်အန်းခင်းတယ်လို့ဖြစ်လာပါတယ်မူလာကဘိုက်ချက်ချင်းလေးပါပဲဒါပေမဲ့ကိုဝင်စစ်တန်နဲ့စစ်လိုက်တော့မှကိုဝင်ရှိနေမှသိလိုက်ပါတယ်မနေ့ကမှကိစ္စဖြစ်ခဲ့တာဒီနေ့ချက်ချင်းဘိုက်ကြီးလာတာပါကားရဲ့မျိုးအောင်နိုင်ကျွမ်းကဒီလောက်တောင်ကောင်းသလားပေါ့အာဟွာကရက်ဆက်တဲ့သူ့မို့ကလေးကိုဖျက်ချဖို့စန်ထိုးနဲ့ထိုးချဖို့ကြိုးစားပေမဲ့မအောင်မြင်ပါဘူးကားနဲ့ရတဲ့ကလေးမို့လို့တက်ရှိဆွန်အေးကအရင်ကောင်းနေမို့လို့ဘိုက်ထဲကတန်းတော်တရားကတန်မှန်လိုက်လောက်မာကျွန်းလို့ပါဒီလိုနဲ့ရှောက်ချင်းရောက်လာတဲ့အခါမှာလည်းအစိမကစ်ထည်စိတ်ရှုပ်လာတဲ့အာဟွာကရှောက်ချင်းရဲ့အိမ်မှာရှိတဲ့တငယ်ချင်းအကုန်လုံးကိုပါရက်ဆက်တက်ထည့်လိုက်ပါတယ်မင်းကလေးတယောက်ထွက်ပြေးလို့မြောက်ပြီးရဲကိုတိုင်လိုက်ပါတယ်ရဲတွေလိုက်လာတော့အာဟွာလည်းအိမ်ပြန်ပြေးလာပြီးဖိုးမို့လုပ်ပေမဲ့ဖခင်တီတူရဲ့အေးဆက်တဲ့မျက်နှာကိုမြင်စေဒီအိမ်မှာမနေချင်တော့ဘူးလက်စားချေးတဲ့အနေနဲ့မီးတိုက်ခန်းထဲမှာမီးရှို့ပြီးသူ့ရဲ့မိဘနှစ်ပါးလုံးကိုတတ်ဖြစ်လိုက်ပါတော့တယ်အာဟွာဟာဒီဝဲနေစရာကောင်းတဲ့နေရာကနေထွက်ပြေးပြီးတခြားနေရာမှာဘဝသစ္စာကိုကျူးစားပေမဲ့ဘူတာယုံမှာသူမရဲ့ဖန်းကိုရင်ပုံးတီကတ်ထားတာတွေ့လိုက်ရပါလေရဲတွေကနေရာတိုင်းမှာပိုက်စိတ်တိုက်ရှာနေတာကြောင့်ထွက်ပြေးပုံမလွယ်ကူတော့ပါဘူးအဲ့ဒီအချိန်မှာပဲပျောက်ဆုံးနေတဲ့ကလေးရှာဖွေတော့ကြောင်ညာတစ်ခုကိုသူမတွေ့လိုက်ရပါတော့တယ် AI နည်းပညာနဲ့ဖန်တီးလိုက်တဲ့ကောင်လေးတယောက်ကြီးကင်းလာမဲ့ပုံလေးဟာအာဟွာနဲ့တပုံစံနဲ့တူနေခဲ့နေဒါကြောင့်အာဟွာဟာစပင်ကိုတူအောင်ညက်ရင်သားကိုစီးနှောင်ပြီးယောက်ျားလေးပုံစံဖန်တီးလိုက်တယ်အာဟွာနဲ့အဲ့ဒီကောင်လေးအတခုတည်းသောကွာခြားချက်ကနှာခေါင်းယုံနဲ့ချင်းနေတာပါအရင်ကတည်းကဘုံမလွေလိုရက်ဆက်တဲ့အာဟွာဟာရေချိုးကန်ပေါင်းနဲ့ရိုက်ချပြီးသူ့နှာခေါင်းယိုးကိုကိုယ်တိုင်ချိုးဖတ်လိုက်တယ်ဒီလိုလို့ယုံနဲ့အာဟွာဟန်ဆောင်ထားတာကြကြခိုင်မှာမဟုတ်ပါဘူးပုံမှန်အားဖြင့်နှစ်ပေါင်းများစွာပျောက်ဆုံးနေတဲ့ဆွေမျိုးသားချင်းကိုပြန်ရှာတွေ့ရင် DNA စစ်ဆေးမှုလုပ်ကြတာထုံးစံပါပဲဒါပေမဲ့ကောင်လေးရဲ့အဖေလောင်ဝမ်ကတော့တာမန်လူမဟုတ်ပါဘူး DNA စစ်တာတွေပါမလုပ်ဘူးငါသားပုံစံငါကြည့်တာနဲ့တန်းတီးတယ်လို့ရဲကိုပြောခဲ့တယ်အာဟွာကိုတွေးတဲ့အချိန်မှာရဲတယောက်ဖြစ်တဲ့လောင်ဝမ်ကဒါဟာသူသားအရင်ပဲလို့ပြောလိုက်တယ်တခြားလူတွေကတော့လောင်ဝမ်မျက်စိမှုန်သွားပြီလို့ထင်ကြတာပေါ့တကယ်တမ်းကျတော့လောင်ဝမ်ကဟန်ဆောင်နေတာပါသူသားကမိလောင်မှုတစ်ခုမှတည်ဆုံးသွားခဲ့တာကြားပါပြီဒီအမှန်တရားကိုလက်မခံခြင်းနဲ့လောင်ဝမ်ကသူ့သားပျောက်ဆုံးသွားတာလို့ပဲလိန်ပြောနေကြတာပါမိလောင်ပြီးတည်ဆုံးသွားတဲ့သားဖြစ်သူအစားလောင်ဝမ်ကမိသက်သမားအလုပ်ကိုဆက်လုပ်ခဲ့ပြီးအခုဆိုမိသက်တက်ခွဲခေါင်းဆောင်ဖြစ်နေပါပြီဒါကိုမသိတဲ့အာဟွာကတော့လောင်ဝမ်လူမားနေတယ်လို့ပဲထင်နေခဲ့တယ်ရဲလက်ထက်ကလွတ်ပြီးသားနဲ့အာဟွာထွက်ပြေးဖို့အမြဲကြံစီနေတယ်ဒါပေမဲ့မိသက်ခေါင်းဆောင်လောင်ဝမ်ကသူ့ကိုအမြဲတင်ဖိုင်းမိသွားတယ်လောင်ဝမ်ကအာဟွာကိုနှစ်သိမ့်ပြီးသားရုတ်တရက်လက်မခံနိုင်တဲ့အဖေနားလေတယ်တရောစင်ဆိုလားဖြည်းဖြည်းချင်းမွေးယူလို့ရပါလေတဲ့အာဟွာကငါလူမားပါလို့ပြောလိုက်ရင်ငါ့ကိုအသေးထပ်ပြစ်မလားလို့တွေးပြီးကြောက်နေခဲ့တယ်အာဟွာထပ်ပြေးဖို့ကြိုးစားပေမဲ့မလွတ်ပါဘူးနောက်ဆုံးလောင်ဝမ်ကိုတက်ပစ်ဖို့အထိဒေါသထွက်ခဲ့တယ်ဒါပေမဲ့လောင်ဝမ်ကဒေါသမထွက်တဲ့အပြင်ငါသားမင်းအိမ်ပြန်ရောက်ပြီဒီနေ့ကစပြီးဘသူမှမင်းကိုအနိုင်ကျင့်လို့မရစေရဘူးလို့ကျင်းတာစွာပြောလိုက်တယ်လောင်ဝမ်ရဲ့စကားတွေကငငယ်ကလေးကမေတ္တာငတ်နေတဲ့အာဟွာရဲ့နှလုံးသားကိုထိကြိုက်သွားစေတယ်သူစိတ်တယောက်စီကမေတ္တာကိုခံစားလိုက်တော့အာဟွာထွက်ပြီးဖို့အခွင့်အရေးရတာတော့မပြေတော့ပဲပြန်လှည့်လာခဲ့တယ်စပင်ကိုထပ်ညပ်ပြီးလောင်ဝမ်ရဲ့သားအထိကောင်းကောင်းနေဖို့ဆုံးဖြတ်လိုက်တယ်တနည်းမှာအာဟွာကအဝါရောင်ကာဝလီကတဲတွေလိုစမ်းဝင်နေတော့လောင်ဝမ်အိမ်ပြန်ရောက်လာတယ်အာဟွာလန့်သွားတယ်ဒါပေမဲ့လောင်ဝမ်ကတော့ရေမောနေတာသူ့သားငငယ်တုန်းကဒီကာဝန်ဝေးရတာကြိုက်တာကိုအာဟွာကတော့လူမိမှာဆိုလို့စကားတခုမှမပြောဘဲနေလိုက်တယ်နောက်ပိုင်းသူတို့သားအဖအရင်အဆင်ပြေကြတယ်အာဟွာစကားမပြောတာကိုလောင်ဝမ်ကဂရုမစိုက်ဘူးကယ်ဆယ်ရေးနီးလန်းတွေတောင်တင်ပေးလိုက်သေးတယ်အရင်ကလူတက်ဖို့ပဲတီးတဲ့အာဟွာဟာလောင်ဝမ်ရဲ့မေတ္တာရဲ့အောင်မှာအသက်တစ်ချောင်းရဲ့တန်ဖိုးကိုနားလေလာခဲ့တယ်ပတ်ဝန်းကျင်ကောင်ကလူတစ်ယောက်ကိုပြောင်းလဲပေးနိုင်တယ်ဆိုတာပါပဲကန်ဆိုးကျင်တော့အဖွဲ့တွေကအာမီဆိုတဲ့တယောက်ကသတင်းကြည့်ရင်အာဟွာကရာဇရုကမ်းမွန်းဆိုတာရိပ်မိသွားတယ်လောင်ဝမ်ကိုတတိပေးဖို့လုပ်ပေးမဲ့လောင်ဝမ်ကစကားဖြတ်ပြီးအာမီနဲ့ကခုံးလိုက်တယ်သူတီးနေတယ်လက်ခံထားတယ်ဆိုတဲ့သဘောပါတနည်းမှာတော့လောင်ဝမ်ရဲ့မိမဟောင်းရောက်လာတယ်ကလေးပြန်တွေ့ပြီဆိုတော့မိခင်တယောက်အနေနဲ့မလာလို့မရဘူး၃ယောက်သားထမင်းလက်ဆောင်စားကြတယ်အာဟွာကတော့ထုံးစံတိုင်းမူမပြတ်အောင်စကားတခုံးမှမပြောလာဘူးအာဟွာကလူမတီသူမတီအချင်းအကြာကြီးအတူနေလာပြီးမှသူ့ကိုလူမန်းတီးသွားမှဆိုလို့လာဝမ်ကိုအကြောင်းပြချက်အမျိုးမျိုးပြက်ပြီးရှောင်ဖယ်နေခဲ့တယ်တစ်ဖက်မှာလည်းအာဟွာကိုဝင်ကြီးနဲ့ပိုင်လာတယ်အခန်းထဲမှာတယောက်ထဲပိုက်ကိုကုတ်ရင်ယုံအန်နေရတယ်ရုတ်တရက်ဖိုက်ကပေါက်ထွက်ပြီးတတုသားလူအရာတွေထွက်လာတယ်လူတွေမှာနှုတ်ထွက်လာမဲ့အစားဆက်စီတွေထွက်လာတော့အာဟွာကလုံးဝကြောင်အားသွားတယ်ဒီအချိန်မှာပဲအမေဖြစ်သူအခန်းထဲကိုဝင်လာတယ်အာဟွာကိုမြင်လိုက်တော့အမေဖြစ်သူကလက်မသွားပဲဝဲနဲ့ပတ်လက်ဖြစ်သွားတယ်
မင်းအဖေကိုကောင်းကောင်းစောင့်ရှောက်ပေးပါလို့မှာတယ်အမေဖြစ်သူကသူ့သားတေးပြီးပြီဆိုတာကိုသိပြီးသားပါလာဝဲကတော့လက်မခံနိုင်သေးလို့ဟန်ဆောင်နေတာကိုအမေကသိတယ်အားဟွားကိုတားအရင်မဟုတ်မှန်းသိပေမဲ့လာဝဲစိတ်ချမ်းသာဖို့အတွက်အမေကဘာမှမပြောဘဲထွက်သွားခဲ့တယ်အခုဆိုရင်အားဟွားလည်းလာဝဲကသူ့ကိုတားအရင်မဟုတ်မှန်းသိပြီးသားဆိုတာသဘောပေါက်သွားပြီအားဟွားရဲ့လူဝက်ချက်ကိုသိပြီးသားဖြစ်ပေမဲ့လာဝဲကတားအရင်လို့ဆက်ဆံပြီးခဲ့တာပါမင်းဘသူပဲဖြစ်ဖြစ်ငါသားပါပဲဆိုတဲ့လာဝဲရဲ့စကားကအားဟွားကိုစိတ်သက်ခိုင်ပါစေခဲ့တယ်အာမေဆိုတဲ့လူဆိုးကအားဟွားကိုရေးလက်အပ်ဖို့စ조사တဲ့အခါလာဝဲကအာမေကိုဒုက္ခပေးပြီးအားဟွားကိုကာကွယ်ပေးခဲ့တယ်ဒါပေမဲ့လာဝဲမမျော်လင့်ထားတာတခုရှိတယ်သူသားကမင်းကလေးဖြစ်နေတာကိုလက်ခံနိုင်ပြီးမြဲအားဟွားကကိုဝေကြီးနဲ့ဖြစ်နေတာကိုတော့လာဝဲအံ့ဩသွားတယ်ကိစ္စမရှိပါဘူးငါမြေးလေးမယ်ပေါ့လို့ဖြေသွေးလိုက်တယ်ဒါပေမဲ့ကလေးမွေးလာတဲ့အခါလာဝဲလုံးတော့ကြောင်အားသွားတယ်လူသားကလေးမဟုတ်ပဲတတူစက်ရုပ်ကလေးလေးဖြစ်နေလို့ပါ